JK လေဝင်တာနဲ့ထိုက်တယ်နော်ပဲ ဟာ ဇန်လေ ဟာ ထိုက်တယ်နော်ပဲလေကျွန်တော်ပြောတာသိလား အကယ်၍ကိုယ်စံအောင်ဆုံးဖြတ်ချက်နဲ့သာဒီ finalist ၄ယောက်ကိုရွေးရမယ်ဆိုရင်ဘယ်သူတွေရွေးဖြစ်မယ်လို့စဉ်းစားမိ မင်္ဂလာပါ မင်္ဂလာပါကိုယ်စံ ရမ်းပင်မနေပြီလား ပင်ပိုင်းနေ ပင်မနေရဘာလို့ဘာလို့လဲ ဒီတစ်ပတ်မှာဆိုရင်တော့ကျွန်တော်တို့ final တက်လှမ်းမဲ့၄ယောက်လည်းရွေးရတော့မှာဆိုတော့အခုက9ယောက်ရှိတယ်9ယောက်ထဲကနေ4ယောက်ပဲရွေးရတော့မယ်အဲ့လိုမျိုးဖြစ်တဲ့ခါကျဟိုတူးချင်းစီရဲ့အာတာချက်အားနဲ့ချက်လေးတွေကိုကိုယ်စံအောင်ရဲ့အမြင်ပေါ့နော်ဒိုင်အမှတ်ပေးတဲ့ပုံစံမျိုးမဟုတ်ပဲねကို personal အမြင်ရသူတို့အားနဲ့ချက်အာတာချက်လေးတွေဟိုဟာသူတို့final တက်လှမ်းဖို့ chance ဘယ်လောက်ထိရှိကြလဲဆိုတဲ့ဟာလေးတွေကိုစင်အောင်ရဲ့စိတ်ထဲခံစားရတဲ့ဟာအဲ့ဒါလေးပြောပြစီ ဟောလေ top 7ရောက်ပြီဆိုတော့အဲ့7 9ယောက်စလုံးကဒီ lucky 7လို့လည်းပြောလို့ရတယ်ပေါ့နော်ဘာလို့ lucky 7လို့ပြောရဲဆိုတော့အခါကျတော့တခါတလေမှာပြိုင်ပွဲဖြစ်တဲ့အတွက်ကြောင့်မလို့ပြိုင်နေတဲ့တောက်လျှောက်မှာပြိုင်ပွဲဝင်နေအကုန်လုံးကစူးစမ်းကြတာအတူတူပဲတခါတလေကျရင်သူ့လောက်မကောင်းပဲနဲ့ तू ကဘာလို့တက်တာလဲဆိုတဲ့အရာရှိတယ်တချို့ကကြတော့ပြိုင်ပွဲပြိုင်နေတဲ့တခြားထဲမှာဒီပြိုင်ပွဲရဲ့စီးမြင်စည်းကမ်းရဲ့ပြိုင်ပွဲရဲ့ performance ရဲ့ပြိုင်ပွဲနဲ့ပတ်သက်ပြီးတော့ပြိုင်နေရဆိုတဲ့အရာပေါ်မှာသူ့ရဲ့စိတ်ခံစားချက်ပေါ်မှာ तू နိုင်သွားတာအဲ့ဒီအရာသူ့ရဲ့စူးစမ်းမှုပေါ့နော်တခါတလေကြောက်တယ်သူတို့ရဲ့ကံလေးပါတာပေါ့fan တွေရဲ့အားပေးမှုတွေ fan တွေ voting ပေးလိုက်တဲ့ system တွေအဲကြောင့်မို့ကျွန်တော် lucky 7ဆိုပြီးကောင်းစင်တက်တာပေါ့နော်ဒါပေမဲ့ lucky 7ဆိုတာထက်သူတို့ရဲ့တကယ်စူးစမ်းတဲ့လူ9ယောက်ပါအဲ့ဒီ9ယောက်ရဲ့စူးစမ်းမှုကိုကြည့်ရမယ်သုံးသပ်ရမယ်ဆိုလို့ရှိရင်တော့အခု9ယောက်စလုံးကတော့တကယ်စူးစမ်းကြတယ်ဖြစ်တယ်အဲ့တော့ပထမဆုံးကျွန်တော်တို့ မူမြက်ချေကနေစပြီးတော့အနေချာတာချက်ဘယ်လောက်ထိရ မူမြက်ချေကိုလေကျွန်တော်ကဘယ်လိုမြင်လဲဆိုတော့ကသူကရိုးရိုးလေးနဲ့ချက်စရာကောင်းတယ်ပြီးရင်သူကကျွန်တော်ရှေ့မှာသူ့ကိုဆုံးဖြတ်ခဲ့တယ်လို့တကယ် commercial ဘိုင်းကိုလည်းသူကအောင်မြင်မဲ့တရားဥပမာမင်္ဂလာပွဲတွေမြန်မာတန်နဲ့ဆိုရမယ့်ပွဲတွေသူကောင်းနိုင်တယ်သူအရန်တော်တယ်ကလေးမရဲ့အတန်အသိမလားသူ့ရဲ့ပုံစံလေးရိုးရိုးလေးနဲ့ချစ်စရာလေးနော်ဒါပေမဲ့ကျွန်တော်တို့ကဘာလို့သေးလဲဆိုတဲ့အခါကျတော့အစိုးရတယောက်နေတဲ့သူရှိသူကတချင်းအမျိုးအစားပေါင်းမြောက်များစွာကိုပြောင်းလဲပြီးတော့တည်ဆိုနိုင်တဲ့သူတယောက်ထပ်ဖြစ်ဖို့လိုတယ်ပြီးရင်သူ့ရဲ့ပုံစံကကျွန်တော်အများကြီးပြင်ပြောင်းလိုက်အောင်မယ်ကလေးကကြတော့သူကကြတော့ရိုးတယ်ဆိုတဲ့ပုံစံလေးမှာစတားတယောက်ဖြစ်လာမဲ့ပုံစံမျိုးဖြစ်ဖို့အတွက်ကိုတော့ကျွန်တော်တို့ကအများကြီးပြောင်းလဲပေးအောင်ပေါ့နော်အဲ့တော့တချင်းဆိုပိုင်းနဲ့ကြည့်မယ်ဆိုလို့ရှိရင်သူ့ရဲ့အတန်ပါဝါနဲ့သူ့ရဲ့ပြောင်းလဲတည်ဆိုနိုင်မှုကကြတော့သူကသူ့ရဲ့ပုံစံလေးထပ်ပို့ပြီးတော့အားတာတယ်အဲ့တော့အစိုးရတယောက်အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်တချင်းဆိုနိုင်တဲ့ဖခင်ကပေးထားတဲ့သူ့ရဲ့ဖြစ်တည်မှုနဲ့သူ့ရဲ့စူးစမ်းမှုကကြတော့ final ကိုတက်မယ်ဆိုလို့ရှိရင်လည်းတက်နိုင်တော့တဲ့တယောက်ဝင်နာတော်ဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒါမျိုးတော့ကျွန်တော်မြင်တာပေါ့ဒီတစ်ပတ်သူအားတာမှာအဲ့ဒါမျိုးတော့ final တက်နိုင်တဲ့သူတယောက်လို့တော့ကျွန်တော်မြင်တယ်ဒါပေမဲ့ပြိုင်ပွဲလေးကျွန်တော် voting system လည်းလာမယ် dine နဲ့ဆုံးဖြတ်ချက်လည်းပါမယ် fan တွေရဲ့ခံစားချက်တွေလည်းပါမယ်ဆိုတဲ့အခါကျတော့ဘယ်ဟာမှာတော့ကျွန်တော်တို့တွက်လို့မရဘူးပေါ့နော်အဲ့လိုတော့ကျွန်တော်မြင်တယ်ဟုတ်အဲ့တော့ဒီ final ဒီတစ်ပတ်ကော final အတွက်ကောသူ့အတွက်ကဒါအရေးကြီးတဲ့ဇုံမှာဖြစ်တဲ့ကြောင့်မလို့သူ့ရဲ့ fan တွေကလည်း vote အနေနဲ့ပေးတင်တာပေါ့နော်ဒါပေမဲ့ဒီတစ်ပတ်မှာ तू ကဒိုင်နေမှာတော့အားတာနိုင်တယ်ဘာလို့ဆိုတော့ तू ဆိုနိုင်တဲ့တချင်း music အမျိုးအစားဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒိုင်နေမှာလည်းအားတာနိုင်တယ် performance နဲ့ तू စူးစမ်းမယ်ဆိုတော့သိတယ်ဒီ voting system တခုပေါ့နော်သူနဲ့ပတ်သက်ရင်တော့ဟုတ်နောက်တစ်ခုကဒီစောမျိုးရာဇာကျော်ပေါ့စောမျိုးရာဇာကျော်နဲ့ပတ်သက်ပြီးတော့ကိုစင်းအောင်ရဲ့စိတ်ထဲကခံစားချက်တွေပြောပြကျွန်တော်အားနဲ့အဓိကအားနဲ့ချက်နဲ့အားတာချက်ပေါ့နော် schedule တိုက်သွားတဲ့နေရာစောမျိုးရာဇာသူဆိုတဲ့တချင်းဆိုလို့ရှိရင်ကျွန်တော်ကြည့်နေတဲ့လမ်းနဲ့ဟို short ဖြစ်သွားပါဘောနော်တချင်းရွေးမှန်ဖို့လိုတယ်ပေါ့နော်များသောအားဖြင့်သူ့ရဲ့ကြိုက်သူအမတ်တရသူဆိုခြင်းတဲ့တချင်းဆိုတာထက်ကျွန်တော်သူနဲ့ live ဖတ်တဲ့တချင်းကိုပဲဆိုချင်တာဒါကျွန်တော်တို့ကအစိုးရတယောက်အနေနဲ့သူတို့အခွေထုတ်တာမဟုတ်ဘူးလေနော်ဟိုတကယ်ကိုပညာရှင်ကြီးဖြစ်သွားတဲ့အချိန်မှာကလေးတွေကသူတို့ရှောက်လန်းနေကြတဲ့အနေအထားမျိုးမဟုတ်တဲ့အခါကျတော့ပြိုင်ပွဲဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုအမှားမရှိစေချင်တာကျွန်တော်အမှားမရှိစေချင်တာဆိုတော့ဟိုတိုင်ပင်စေချင်တယ်တချင်းရွေးရဲ့အပိုင်းပေါ့နော်သူ့ကိုတော့
တန်းအရင်ကောင်းတဲ့တယောက်ဖြစ် ဟုတ်တယ် ချုပ်စရာကောင်းတော့တော်ရဲ့ စကြရသူ audition ကြရနေလုံးဝပြိသက်ကြိုက်ဖြစ်သွားတာမှာတိုးကိတ်ကောင်လေးဆိုပြီးတော့ချင်းငယ်ကလည်းဟိုဟာအစကြရနေပြောခဲ့တယ် ဟုတ်တယ်ရိုးလေနော်အတန်းလည်းအရင်ကောင်းတယ်ပြီးတော့တော့သူ့ fan တွေကလေနိုင်ငံတကာမှာရှိ ဟုတ်တယ်ဒူဘိုင်းမှာဆိုရင်အရင်များတယ်လို့သူကလည်းပြောတယ်လေဒူဘိုင်းတို့ဥမန်တို့စင်ကာပူတို့အမှနေရာတကပြိသက်အတောင်ဆုံးတဲမှာတော့သူကတော့ပါနေတဲ့သဘောမျိုးတော့ရှိတယ်ဟုတ်တော့လေအဲ့တော့စောမျိုးနဲ့ပတ်သက်ရင်ဒီလို fan တောက်ပြီးတော့ voting တွေပေးနေတဲ့အတွက်ကြောင့်မလို့သူ့ကိုတော့နည်းနည်းစိတ်ချရတယ်ဆိုပေမဲ့ဒိုင်နေကလည်းတကယ်လို့များဒီတစ်ပတ်မှာသူအမှားရင်းမရှိသူအကောင်းဆုံး perform လုပ်နိုင်မယ်ဆိုလို့ရှိရင်တော့သူ့တော့ကတော့ chance များတယ်လို့ကျွန်တော်မြင်တယ်သူအကောင်းဆုံးစူးစမ်းနိုင်မှာပါတခါတလေကြားလို့ရှိရင်တော့ဟိုတချင်းရွေးမှားသွားတဲ့အပိုင်းတို့တချင်းဆိုတဲ့ဟောလေအရှိမရှိခဲ့တယ်လို့ပဲတချင်းမေးတာတို့ performance နဲ့ပတ်သက်ပြီးတော့နည်းနည်းလေးလိုသွားတာတို့ဆိုလို့ရှိရင်အဲ့ဒီအပိုင်းလေးပဲသူကတတိထားအောင်ပါကြံတဲ့အပိုင်းကတော့တော်တော်ပြည့်စုံတဲ့ကလေးဟုတ်ကဲ့နော်အစိုးရတယောက်တောက်ပါလာမယ်တယောက်လို့ကျွန်တော်ကမြင်တာဟုတ်သူနဲ့ပတ်သက်ပြီးတော့ကျွန်တော်မှတော့ချွင်းချက်မရှိသူ့ရဲ့အနေထားကိုတော့ကျွန်တော်မြင်တယ်ခင်ဗျာသိလားဒီတပတ်တော့ကဟိုဟာသူ့မေးတာပေါ့ခုက Star City မှာလည်းနေသွားပြီဆိုတော့လေသူ့ဟိုဟာမနေ့ကမေးတဲ့ခါကျတော့ညီလေးတချင်းရွေးတဲ့ဟာဘယ်လိုရွေးတာလဲဆိုပြီးတော့မေးတာပေါ့အရင်ပတ်တွေမှာတော့ကိုကြိုက်တဲ့ဟာပဲတိုင်မဲ့ရွေးပြီးတော့ဆိုလိုက်တယ်လို့ပြောတယ်ဒါပေမဲ့အမှားတွေများနိုင်တဲ့ခါကျတော့ဒီတစ်ပတ်ကနေတော့ဟိုဟာသူတို့ဟိုဟာရွာဖက်မှာပေါ့နော်တော်တော်အားကိုးရတဲ့ဦးလေးတယောက်ရှိတယ်သူကလုံးဝဒီအဆိုပိုင်းမှာပြီးတဲ့သူတယောက်သူ့ကိုသူကအကြံပေးလာတယ်သူအခုတကြံတချင်းရွေးတဲ့ချိန်မှာလည်းသူကိုယ်တိုင်ရွေးပေးတယ်လို့ပြောလာတဲ့ခါကျသူ့တန်နဲ့ဟိုဒီခုဆိုမဲ့ဟာကလည်းမန်လေးနဲ့ပတ်သက်တဲ့ဟာထင်တယ်မနေ့ကသူကသူကပြောတာဟုတ်တယ်အဲ့လိုမျိုးဆိုတော့နားထောင်ကြည့်တဲ့ချိန်မှာလည်းသူနဲ့လိုက်ဖက်မဲ့ပုံစံမျိုးတော့ရှိတယ်ဒီအခုပြန်ပွဲဝင်အဲမှာအကုန်လုံးမှာမရှိတဲ့ fan base ပေါ့အရန်တောင်းတဲ့ fan base သူ့မှာရှိတယ် fan base နဲ့ပြောရမယ်ဆိုရင်သူကအတောင့်ဆုံးလိုမျိုးသူကအများဆုံးလိုမျိုးဖြစ်တဲ့ခါကျတော့ဟိုဟာသူကပဲအဖားတစ်ခုမလုံမိရင်တော့သူကတော့final အတွက်တော့chance တော်တော်များတယ်လို့လဲ performance နဲ့ပတ်သက်ပြီးတော့အကောင်းဆုံးသူလုတ်သွားနိုင်လို့ရှိရင်အဲ့ဒီရဲ့ judge တွေအမှတ်တွေမှာသူအားသာသွားမယ်သူ့တော့ voting တွေတော့ပေးနေကြမှာပေါ့နော်အဲ့တော့အဓိကကတော့အဲ့ဒီမှာတော့အားဖြည့်ထားရင်တော့အကောင်းဆုံးစူးစမ်းနိုင်တယ်ဆိုလို့ရှိရင်တော့အတော်ပဲပေါ့ကျွန်တော်လည်းမြင်လာတယ်နော်ဟွိပီသူအရန်စူးစမ်းပြီးတော့အဲ့ကလေးမလေးကဟိုကျွန်တော်သူ့ကိုဘယ်မှာသွားပြီးတော့တတိထားမိလဲဆိုတော့ကျွန်တော်လေသူ့လေစင်ပေါ်မှာဆိုတဲ့ဥစ္စာကိုရင်ထဲကိုဝင်တယ်ဆိုတော့ကျွန်တော်လေဒီမှာတန့်စင်ကန်တော့ယောက်ျားလေးတန့်စင်ကန်နဲ့မိန်းကလေးတန့်စင်ကန်တစ်ဖက်မှာပေါ့အဲ့ဒီမှာ तू ကဟိုဆိုင်းစီတချင်ကိုလေသူတစ်ခေါက်ပြိုင်သေးတယ်အဲ့မှာ तू လေးချင်နေတဲ့အတန်ကိုလေနားထောင်ကြည့်ရတယ်တော်ကောင်းတာဒီလားအဲ့ဒီတန့်စင်ကန်နဲ့ထွက်လာတဲ့အတန်ကြီးကလေကောင်းလိုက်တာပေါ့နော်ပြီးစင်မော်တော်လေ तू အကောင်းဆုံးစူးစမ်းပြီးသွားရပါတော့ပြီးတော့ तू ကပြင်ဆင်တာစူးစမ်းဒီကလေးမှာ तू fashion ကိုလည်းကျွန်တော်ပြောလိုက်တယ်မလားသူပြင်းသူတေချာပြန်လုပ်တယ်ပေါ့နော်အဆိုပိုင်းနဲ့ပတ်သက်ပြီးတော့လေ तू ကဘာဖြစ်လဲဆိုတော့ तू လည်းတိုင်းရင်းသူပဲလေနော်နော် तू လည်းတိုင်းရင်းသူဒါပေမဲ့ तू ကဟိုဘယ်လိုခေါ်မလဲတိုင်းရင်းသူတွေကဟိုတချင်းဆိုတဲ့ပိုကောင်းကြတယ်ဟိုပိုကောင်းကြတယ်ဆိုတာလေဟိုကျွန်တော်ပြောချင်တာသူတို့ကငယ်လေးကတည်းကဒီတချင်းနဲ့လည်းပိုပြီးတော့ music တွေနော်အဲ့လိုမျိုးတွေသူတို့တွေလောက်ကြတယ်သူတို့စူးစမ်းကြတယ်တခုပဲတိုင်းရင်းသားတွေရဲ့ဟိုသူတို့ရဲ့ဒီစကားပြောပုံလို့သူတို့ရဲ့စကားလုံးလေးတွေပဲပိတာကြည်များဖို့အတွက်ကိုကြတာသူတို့ကအားနည်းချက်လေးတော့ရှိတယ်နော်ရှိနေရဆိုတဲ့ခါကျတော့ဒါပေမဲ့လည်းကျွန်တော်တို့ရဲ့ဒီအနုပညာလောကမှာတိုင်းရင်းသားတွေဒိတ်ကျဲအနုပညာရှင်တွေအများကြီးရှိတယ်လေဒါအားရောစရာမှမရှိတာသိမလားအဲ့တော့သူတို့စူးစမ်းဖို့ပဲလို့ပါသိကြတာတော့သူကအရင်စူးစမ်းသူတို့နဲ့ပတ်သက်တဲ့ဘယ်လို comment မဲလားသူ့ရဲ့စူးစမ်းမှုကညော့မသွားသိလားခုနကကျွန်တော်တွေ့လိုက်တဲ့အချိန်မှာကလေးတွေကိုဒီစိတ်ခံစားချက်နဲ့ပတ်သက်ပြီးတော့ပဲအားမလျော့သွားအောင်ကျွန်တော်စုံမနိုင်တဲ့အပိုင်းမရှိတာကြံတဲ့အပိုင်းကသူတို့စူးစမ်းပြီးသားအဲ့ဒါမျိုးပေါ့နော်အဲ့တော့သူနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်အရန်စူးစမ်းတူတယ်ဖြစ်တယ် voting system တော့ကျွန်တော်မသိကျွန်တော်လည်းမမြင်ရတော့ဒါသူကသူ့ရဲ့အားတာချက်ကသူ့ရဲ့ပရိသတ်တွေတော်တော်များများဒီအမေရိကလူတွေများတယ်
ဟိုမှာချင်းထဲမှာသူတို့မျိုးနေကအမေရိကမှာနေတဲ့သူနေနေတော့များတာပေါ့ဟိုဟာဗုတ်တင်ကတော့အာတာဆုံးပိုင်းမှာတော့ရောက်တဲ့သဘောပေါ့သူလည်းအာတာသူနဲ့စောမျိုးရာလာတော့ဗုတ်တင်ပိုင်းမှာတော့အာတာဆုံးပိုင်းမှာရောက်လာပေါ့သူတို့အတွက်အရန်ကောင်းတာလေနော်ဟိုဒိုင်တွေကလည်းကြည့်ပြီးသူရန်ကောင်းတယ်ဆိုသူချီးကျူးတယ်လေအပတ်တိုင်းတယ်မလားအဲ့လိုမျိုးဆိုတဲ့အခါကျတော့သူလဲဒီတစ်ပတ်အကောင်းဆုံး performance လုပ်ပြီးတော့သူကကြာနောက်တစ်ခုကောင်းတာဗာလဲဆိုတော့တချင်းရွေးတတ်တယ်ဟုတ်တယ်တင်လားသူနဲ့လိုက်ဖက်တဲ့တချင်းအမျိုးအစားကိုသူရွေးတတ်တယ်ပေါ့နော်ကျွန်တော်အဲ့ဒါကိုမြင်တယ်ပြီးတော့fashion solution လေတစ်ခေါက်ပြောလိုက်လို့ရှိရင်ပြောင်းလဲပြီးတော့ performance တွေဆိုတာတေချာလိုက်လုပ်ပေးတဲ့ကလေးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီတစ်ပတ်မှာအကောင်းဆုံးစူးစမ်းနိုင်သွားလို့ရှိရင်တော့ final ကိုတေချာတက်နိုင်မဲ့ကလေးတောင်ကျွန်တော်မြင်တယ်ဘာလို့ဆို voting အားတာထားတဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့နော်ဇန်ဝီလီကတော့ဟိုသူကတော့ fan တော့တော်တော်တောက်တာပဲသူကြည့်ရတယ်နော် comment နဲ့ fan တွေတောက်တယ် voting system ကျွန်တော်သိချင်တယ်ဟုတ် voting ကသူကအလေလောက်မှရှိတယ်ဟောသူအလေလောက်မှရှိတယ်ဟုတ်သူထက်ပိုများတဲ့ထဲမှာတော့ဒီစောမျိုးနဲ့ဟုတ်ပြီပေါ့ဟိုကလေဇန်ဝီလီကဟိုဘိတ်ကနော်ဟုတ်သူဆိုလို့ရှိရင်ဟိုကျွန်တော်ကြည့်ရတော့ fan တွေကတော့ voting ဘိုင်းတော့ကျွန်တော်မသိဘူးပေါ့နော်ဟို comment တွေမှာကြည့်တာပဲဖြစ်ဖြစ်သူ့ကို fan တွေရမ်းအားပေးနေတော့ကျွန်တော်မြင်ဟုတ်တယ်ဒါအစတော်တယောက်အတွက်အရန်အမှုပညာသမားတယောက်အတွက်အရန်ရေးကြည့်တာပြန်တော့ဒီကသူတို့ကသူဆိုလို့ရှိရင်စိတ်ထားလဲဟိုပေါ့နော်ကျွန်တော်ဟိုတနေ့ကဆို shock ပြရတယ်လीနော်သူပြောတဲ့စကားဆိုလို့ရှိရင်အဲ့လိုဆိုတော့ဒီကလေးတွေကဟိုတော်တော်လေးစူးစမ်းပြီးတော့စိတ်ထားလေးတွေကစာကောင်းမွန်နေတဲ့ခါကျတော့ကျွန်တော်အနေနဲ့ကတော့သူ့ fan တွေထပ်ပြီးတော့ voting system မှာစူးစမ်းပေးပါလို့ပဲအခုပြောချင်တယ်ဟုတ်ဆိုတချင်းဆိုအပိုင်းနဲ့ကြည့်ပြီဆိုလို့ရှိရင် mic တယ် fashion ရောအရာလုံးပြည့်စုံတယ် performance မြင်သမီးJK Sophia ဟုတ်တယ်ကျွန်တော်ဟိုတနေ့က comment လေးနှစ်ခုတွေ့ရပါတော့တစ်ခုကပါလဲဆိုတော့မြန်မာ star ရဲ့တဲ့ဝင်နာဆိုတော့ဒီချိန်လောက်မှာ JK တို့ကသူ့မိဘတက်နိုင်တယ်ဝယ်လိုက်ပြီးထင်တယ်ဆိုပြီးရေးထားတာရယ်သူ့အတန်ဆိုတော့အတန်လည်းမဟုတ်ဘဲနဲ့ဆိုတာကျွန်တော်နားမလည်ဘူးဆိုတော့အတန်လည်းမဟုတ်ဘူးဆိုတာကျွန်တော်နားမလည်ဆိုတာမင်းနားထောင်နေရပဲနားမလည်ဘူးလားဆိုတဲ့ဟာကိုကျွန်တော်လာပြီးပြောရင်ပြောနိုင်တယ်ပေါ့နော်အဲ့လိုမဟုတ်ဘူးဗျကျွန်တော်ပြောချင်တာလေဟိုလေ JK ကဒီချိန်ထိပါလာတယ်ဆိုတော့အရန်တော်တယ်အားလုံးထဲမှာချွန်ထွက်နေလောက်အောင်တယ်လန်နဲ့ဖြစ်လုံးဝကြည့်လို့ကျွန်တော်တို့ကမြင်လို့အမှတ်တင်နဲ့သူကတက်လာလေနောက်တစ်ချက်ကခုနကပြောသလို fan vote သူလဲများမယ်တယ်မှာပါမယ်လို့တော့ထင်တယ်ကျွန်တော်တော့မသိဘူးเนาะအဲ့လိုမျိုးဆိုတော့အဓိကကသူ့ရဲ့ fashion တွေသူ့ရဲ့စူးစမ်းမှုတွေအဲ့ဒါတစ်ပိုင်းပေါ့เนาะအဲ့ဒီမှာအမှတ်တွေကတာသွားပြီဗျာပြီးတော့အတန်ပေါ့ကျွန်တော်ခုနတော့တောက်လျှောက်အဲ့ခုနလေးကျွန်တော်ပြောခဲ့တော့ဘာဖြည့်ပေးရမှာလဲဆိုတော့ခါကျတချင်းကိုမှန်ကန်စွာရွေးချယ်တတ်ဖို့လေနောက်တစ်ခုကကြတော့ဒီအတန်ပိုင်းဆိုင်ရတော့အနီ Tracy တို့နဲ့သူကတောက်လျှောက်ပြင်းပြတယ်ပေါ့နော်နိုင်ငံတကာမှာလည်းလူပညာရှင်တွေရှိတယ်ကိုယ့်ရဲ့လက်ရှိဖြစ်တည်နေတဲ့အတန်မျိုးစားပုံမူတည်ပြီးတော့တချင်းဆိုတဲ့အခါမှာသူတို့ကစိုးနိုင်သွားပြီအတန် force လည်းရှိပြီးသွားပြီတချင်းကိုလည်းစိုးတတ်နေပြီကီးမန်အောင်လည်းစိုးအကုန်လုပ်နိုင်တယ်တချင်းတဲ့ပုဂ္ဂိုလ်လည်းကောင်းကောင်းဖန်တီးပြလုပ်နိုင်တယ်အဲ့ဒီအချိန်တွင်းမှာဘယ်သူမှမလုပ်နိုင်တဲ့တကယ်ကိုပေါ့နော်ဟိုအဆိုတော်ကြီးတွေမှတကယ်ဟို training ကျောင်းဆင်းတဲ့ကလေးတွေမှလုပ်နိုင်တဲ့ performance မျိုးဒီကလေးကလုပ်နိုင်တယ်ဆိုတဲ့အခါကျတော့သူ့မှာဘယ်သူမှဟိုဘယ်လိုခေါ်မလဲခွာယူလို့မရတဲ့ quality ရှိเนาะအဲ့ဒီအကြောင်းမြင်အောင်ကြည့်တတ်ဖို့ဒီကလေးရဲ့ကျွန်တော်မြင်တာအဲ့ဒါပြောပါเนาะကျွန်တော်ကဒီ audition မလုပ်ခင်မှာကျွန်တော်က Christmas ကိုဟိုဟာEurope ကိုသွားတာလေကျွန်တော် Paris ရောက်တဲ့ချိန်မှာဒီ first audition ကလုပ်နေတာပေါ့နော်ကျွန်တော် CCTV ကနေပဲစောင့်ကြည့်ခဲ့တာပေါ့ကိုအောင်ကဒီတချင်းတွေပို့တဲ့ချိန်မှာဒီ season 2 အတွက်ကဘယ်တချင်းကအရင်တင်ရမလဲဆိုတာကျွန်တော်ကဒီအယောက်40လောက်ကနေကျွန်တော်အများကြီးရွေးရတာအများကြီးရွေးရတာဘယ်ဟာစိတ်ဝင်စားမှုကောင်းမလဲParis မှာ A တွေမှာဟိုဒီအခန်းထဲမှာတနေကုန်ရွေးရတယ်ရွေးတဲ့ချိန်မှာကဒီ JK Sophia ကိုကျွန်တော်ကတွေးလိုက်တဲ့ချိန်မှာလုံးဝစိတ်ဝင်စားသွားပြီးတော့သူ့ရဲ့ performance ကဟုတ်တယ်ပထမကအင်္ဂလိပ်လိုနဲ့ဆိုတယ်ဒုတိယကမြန်မာလိုနဲ့ဆိုတယ်ဟိုသူစကားပြောတဲ့ပုံစံက
ဘယ်လောက်ရိုးသားတယ်ဘယ်လောက်ဖြူစင်လဲဆိုတာကျွန်တော်တွေးလိုက်တဲ့အချိန်မှာလုံးဝဟိုစိတ်ကဒီလူက Paris မှာရှိနေပြီမဲ့ဟိုဟာဒီစိတ်ကဒီမှာပြန်ရောက်ပြီးတော့ချက်ချင်းအဲ့ဒီဟာကိုကျွန်တော်ကseason 2ရဲ့ပထမဗီဒီယိုအနေနဲ့သူ့ဟာကိုကျွန်တော်ကတင်လိုက်တယ်တင်လိုက်တော့လဲဟိုဟာအများကြီးseason 1မှာကျွန်တော်တို့မရခဲ့တဲ့ reaction ကအစအများကြီးကျွန်တော်တို့ viewer ကအစအများကြီးရခဲ့တာပေါ့နော်အဲ့လိုဆိုတော့ဒီတယောက်ကတော့ကျွန်တော်တို့ရဲ့တကယ်ကိုတိုင်ဖိုးရှိတဲ့တယောက်လို့လည်းကျွန်တော်ထင်တယ်နောက်တစ်ခုကအခုကကျွန်တော်တို့ကရွေးတဲ့ချိန်မှာဒီရေရှည်သွားနိုင်မဲ့လူကိုပေါ့ပြန်ပွဲပြီးတော့ဟိုဟာလုံးဝရက်သွားတဲ့လူမဟုတ်ပဲဟိုဟာဒီရေရှည်ကြာသည်ဖြစ်စေဟိုဝိနာဖြစ်သည်ဖြစ်စေရေရှည်သွားမဲ့သူအဲ့လိုမျိုးကျွန်တော်ကြည့်တဲ့ချိန်မှာအခုပြန်ပွဲဝင်ထဲမှာကျွန်တော်ကြည့်တဲ့ချိန်မှာဒီတယောက်ကတော့ဟိုဟာတော်တော်လေးရေရှည်သွားမဲ့ထဲမှာတော့ပါတယ်လို့ကျွန်တော်ကတော့ခံယူထားတာပေါ့ပြန်ကြော if friend ဆိုတဲ့ဟာကတော်တော်များများဟိုဟာမခေါ်တတ်ကြတဲ့ခါသူ့ကိုတော်တော်များကြောဦးလို့ပဲပြောကြတဲ့ခါကြောဦးလို့ပဲကျွန်တော်ပြောလိုက်တယ်ဟုတ်သူ့အကြောင်းလေးလည်းနည်းပြောပြလိုက်ပါ तू ကတော့အဆူတော်တယောက်လို့မြင်တာသူ့ရဲ့အတန်ကိုပေါ့နော်အတန်လည်းအရန်ကောင်းတယ်ပြီးတော့နောက်တစ်ခါကျတော့ तू performance ပါရ performance ဆိုတာနောက်က back end dancer နဲ့ကနေမှာ performance မဟုတ်ဘူးကျွန်တော်ပြောတိလားတချင်းကို तू ဆိုနေတဲ့အပေါ်မှာမူတည်ပြီးတော့သူ့ရဲ့ mood တွေ idea တွေပြောင်းသွားတဲ့ပုံစံတွေက तू အဲ့ဒီအပိုင်းမှာလည်းအရန်အားတာတယ်ပြီးတော့နောက်ထပ်အားတာချက်ကဖះကသူ့ကိုပြည့်စုံတဲ့အတန်ကိုပေးထားအဲ့လိုဆိုတဲ့အခါကျတော့သူ့ရဲ့ devoting system နဲ့ပတ်သက်ပြီးတော့ကျွန်တော်သိချင်တယ်ဗျသူကဒီဟိုလောက်ပေါ့အလေရဲ့အောက်ပိုင်းလောက်ပေါ့နော်အများကြီးတော့မရှိသေးဘူးအလေလောက်မှာအလေလောက်လို့ပြောရမှာပေါ့အဲ့ဒါဆိုလို့ရှိရင်တော့လေကျွန်တော်ကတော့နည်းနည်းစိုးရင်တာပေါ့နော်စိုးရင်တာပါလို့ဆိုတော့ကြော်ဦးကိုကျွန်တော်ကသဘောကျတယ်မှာပါတယ်ကျွန်တော်လေးစားတယ်သူ့တန်ကိုလည်းဟို final တော့ခလေးကိုပါစေချင်တယ်ပေါ့နော် JK လည်းဝင်တာနဲ့ထိုက်တယ်တာပဲဇန်လည်းထိုက်တယ်တာပဲလေကျွန်တော်ပြောတာသိလားအဲ့တော့ကျော်ဦးကတော့တခုကသူထူးခြားတဲ့အမူအရာလေးပေါ့အမှ unique ဖြစ်တယ်လို့ပြောရမှာပေါ့နော်သူလက်လောက်တဲ့ပုံစံကစားဒါပေမဲ့သူ့မှာအားနည်းချက်တစ်ခုကဒီသူကချင်းပြည်နယ်ရဲ့ပလဝမြို့နယ်ပေါ့ပလဝမြို့နယ်ဆိုရင်ဟိုဟာအင်တာနက်မရတဲ့နေရာပေါ့မရတဲ့နေရာဆိုတော့သူ့မျိုးတွေကaudition တော့တောင်မှသူ့အဖေမေမိသားစုနဲ့ဖုန်းပြောလို့မရဘူးဆိုတော့သူကထည့်ပြောသေးတဲ့ခါကျတော့ဖုန်းလိုင်းလည်းမရဘူးအဲ့လိုမျိုးဖြစ်တဲ့ခါကျတော့သူနဲ့နီးစပ်တဲ့အမျိုးတွေကသူ့ကို vote ပေးဖို့ဆိုတာတော်တော်ခက်တဲ့ပုံစံမျိုးတော့ဖြစ်တယ်ဆိုတော့အဲ့လိုမျိုးမှာသူကဒီ voting ဘိုင်းမှာအားနေပြီးတော့ဟိုဟာfinal ဘိုင်းတလန်းတာတွေမရှိမှာတော့နည်းနည်းစိုးရင်စိတ်တော့ရှိတာပေါ့နော်အဲ့ဒီဘိုင်းတော့ရှိတာပေါ့အဲ့တော့ဟိုမြန်မာစတားကြည့်နေကြတဲ့သူတွေအကုန်လုံးပဲကျွန်တော်တောင်းဆိုရတော့မယ်ကျွန်တော်တောင်းဆိုရပေါ့နော်ကြော်ဦးအတွက်ပေါ့ကြော်ဦးအတွက်မှာမဟုတ်ပါဘူးအကုန်လုံး fan အဖွဲ့တွေကတော့ပေးကြမယ်လို့ကျွန်တော်ထင်ပါတယ်ခင်ဗျနောက်ဆုံးနေလဲကျွန်တော်တို့နာနီပေါ့ဟုတ်နာနီအကြောင်းလေးလည်းပြောပြပါနာနီကစတွေ့ကြတဲ့ကျွန်တော်ထူးကြတာစတွေ့တဲ့အချိန်မှာသူ့ရဲ့ fashion ကိုသတိထားမိတာပေါ့နော်သူ့ရဲ့အတန်ကိုကြတော့ကျွန်တော်ကလေမိုက်လာရီလားပေါ့နော်အဲ့လောက်ပေါ့အတန်ထက်ဟာ fashion ကပုံမိုက်တယ်ပေါ့ဒါပေမဲ့နောက်ပိုင်းကျတော့ပြိုင်နေတက်လက်နဲ့သူတို့တွေပြောတဲ့ဟာလည်းကျွန်တော်ကြားရပါတော့သူတို့အရန်စူးစမ်းရတယ်fashion ဘိုင်းနဲ့ဆိုလို့ရှိရင်သူတို့ပထမ styling မရှိတဲ့အချိန်မှာဆိုလို့ရှိရင်ကလေးတွေအရန်ဟိုဘယ်လိုခေါ်မလဲခက်ခဲတယ်ပေါ့နော်အဲ့လိုပြောရဲဆိုတဲ့အခါကျတော့စိတ်ပူတယ်ပေါ့ဒါပေမဲ့ပြိုင်ပွဲတစ်လျှောက်လုံးကတော့နန်းနေရတော့ဒိုင်တွေအကုန်လုံး surprise လဲလုပ်နိုင်တယ်သူနဲ့လိုက်တဲ့တချင်ရွေးတတ်ဖို့လိုတယ်တခါတလေသူကတချင်းရွေးတာတိတ်မလိုက်တော့ဘူးသူနဲ့လေဟုတ်လားအဲ့ဒီအပိုင်းမဲ့သူ့ကိုစိတ်ပူရပေါ့နော် voting system ကဘယ်လိုရှိလဲသူကအားနေတဲ့ဘိုင်းမှာရတယ်အဲ့ဒါဆိုရင်အရာကြောင့်ဟိုရင်တစ်ပတ်ကသူနဲ့ကြော်ဦးနဲ့ resume မှာထိုင်ခဲ့တာပေါ့အဲ့တော့ဒီတစ်ပတ်အရေးကြီးတဲ့
နေရာကိုရောက်ပြီးတော့3ယောက်ကထွက်ခွာမယ်တဲ့မှာပါနေဆိုတဲ့အခါကျတော့အရန်စိတ်ပူတယ်ပေါ့နော် ဟုတ် ပြိုင်ပွဲဝင်9ယောက်စလုံးနဲ့မှာဘယ်သူကတော့တက်တင်တယ်ဘယ်သူကတော့ကြံတင်တယ်ဆိုတာကျွန်တော်စီမှာမရှိဘူးဘာလို့ဆိုတော့9ယောက်စလုံးကိုကျွန်တော်သဘောကျတယ်ကျွန်တော် performance နဲ့သူတို့ရဲ့တချင်းဆိုတာကိုပဲကျွန်တော်ကြည့်မှာကြည့်မှာဆိုတဲ့အခါကျတော့အဲ့ဒီ reset ပေါ့နော်ဒီနေ့မှာတော့ safe လို့မရဘဲနဲ့ဆုံးဖြတ်တဲ့အတိုင်းဆုံးဖြတ်ရမှာဒါတော့ကျွန်တော်လည်းဆုံးဖြတ်ရတော့မှာဆိုတော့ဒီတစ်ပတ်ကတော့ကြက်သားပြီးတောက်ကြအောင်ကျွန်တော်ဘယ်လိုဖြတ်သန်းရမလဲဆိုတာတော့ကျွန်တော်ရမ်းရင်ခုန်နေပြီပေါ့နော်ကျွန်တော်တို့အရင် challenging ရဖြစ်နေပြီဒီတစ်ပတ်မှာကျွန်တော်တို့ဟုတ်ကဲ့တခုမေးချင်နေတာရှိတယ်ဟုတ်အမှတ်စီမီစီကန်တိုင်းထွက်လာတဲ့ပြန်ပွဲဝင်တွေထဲမှာဒီတယောက်တော့ဥမာ red zone မှာထန်တာပဲဖြစ်ပြုတ်သွားတာပဲဖြစ်အဲ့လိုလုံးဝပြုတ်လို့မရဘူးဆိုတော့ခံစားချက်ခံစားတဲ့တယောက်ရောက်ရှိလားကိုစင်အောင်စိတ်ထဲမှာလေကျွန်တော်တော့အဲ့ဒါမျိုးမရှိဘူးဒီတစ်ပတ်မှာတော့ဒိုင်ရဲ့တာဝန်ကကျွန်တော်တို့ဆုံးဖြတ်ဆရာရှိဆုံးဖြတ်မယ် voting system နဲ့ပတ်သက်ပြီးတော့rather ဘက်ကနေပြီးတော့တိကျတဲ့အရာတွေပေးမယ်ဆိုရင်တော့ okay တယ်ဟုတ်တယ်အဲ့ဒီဟောင်ပဲဆုံးဖြတ်ရမှာကျွန်တော်ကဟုတ်တယ်ဒီတစ်ပတ်ကတော့အရင်တစ်ပတ်ကလိုမျိုးမဖြစ်ပြရစေနဲ့ပဲကျွန်တော်ကတော့ဆူတောင်းတာပေါ့အကယ်၍ကိုယ်စံအောင်ဆုံးဖြတ်ချက်နဲ့သာဒီ finalist ၄ယောက်ကိုရွေးရမယ်ဆိုရင်ဘယ်သူတွေရွေးဖြစ်မယ်လို့စဉ်းစားမိ9ယောက်စလုံးကဝင်တာဆုနဲ့ထိုက်တယ်ဟုတ်တယ်ထိုက်တယ်နေရဖြစ်တဲ့အတွက်ကြောင့်ဘလို့ကိုအဲ့9ယောက်ထဲကဘယ်4ယောက်မဆို final တက်တယ်ဟုတ်ကဲ့အဲ့ဒီ4ယောက်တည်းကဘယ်သူမဆိုဝင်တာရတယ်ဟုတ်ကဲ့အဲ့ဒီသူတို့ပြိုင်နေတဲ့တောက်လျှောက်အတွင်းကသူတို့ရဲ့စူးစမ်းမှုဒိုင်တွေရဲ့ဆုံးဖြတ်ချက် fan တွေရဲ့အားပေးမှု voting system နဲ့ပဲဆိုင်တာအကုန်ထိုက်တယ်